ဒါလေးကတော့ဖတ်ထူးလေးပဲဖြစ်ပါတယ်။နောက်ရင်ဆက်ခွာလေးလုပ်ပြီးပါဦးလို့ โอเคนักค่ะ ခေးအကိုင်းရှိနေအောင်အောင်သွားနေတော့နော် ตัวတော့မလေး ဘ ကြာ ယ်လိုဖြစ်တော့လဲမသိ ဘာမှမဟုတ်ပဲနဲ့တောက် ဒီတော့မကြည့် ဘူးပေါင်လေးလို့ပြောနော် နော်မမို့ ဒီငါမျိုး ဒီဘက်မှာ ဟုတ်ဟုတ် ဟဲ့ဟာကာကြီး ဟုတ်ဒီမှာဝေလို့ရရဲ့ အိုး ဒီမှာတည်းရဲ့ ဂတ်ထုအုပ်ထားရမှာလားနမ်းမမို့ ဟုတ်တယ်ဒီမှာတည်းရဲ့ရှိဟုတ်လား ဘယ်မှာလဲ အမ ဟုတ်တယ်ဟာဟုတ်ကမသိဘူးဒီကစားဟိုတော့ ကစားကိုရတဲ့လား ဟုတ်ပန်းတယ်သူတို့ကမှအဲ့ဟာတွေကိုနေမအားဟာ ဖြစ်တော့ဘူး ဟုတ်တယ်အဲ့ဒီပေးတော့ပြထားတဲ့ဟာလေးကိုလောက်စားရမလို့လား လက်ပေါ်ပါ ကျေးဇူးတော့တို့ဒီမှာ မမ မမမှုဘာလို့ယူလာတာလဲ မမီသွားပြီအဲ့တော့ ခကြအဝါရတို့ရ မကြာဘယ်နဲ့တော့ထား 25ခုခ ဘယ်နဲ့တော့ထား ကလေးလက်တက်နေနေ ငါခုနနေရာကြီးမဟုတ်ဘူး အဲရပြီဆိုလက်ကိုတစ်ဖက်တည်းလို့ ဘယ်တော့ထားရမှာလဲအစနာနေရမဟုတ်ဘူးလားမတော်ဘူး ကလေးချော်ပြီးတက်နေနေ မတော့ပါနဲ့လို့အတွေ့ကြဖြစ်တယ်မောင်အပေါ်ပြတတ်မှာနော် မီးကျက်တော့မှာနော် ဟုတ် အားပြင်းဖို့ အတွေ့ကြတဲလို့ကြာ ဟဲ့ဒီရောက်သွားပြီ ဟမ်ဘလို့ဖြစ်တာဒီရောက်ကဲသူဝင်ကြွာ ဒီက3နာရီကျက်မှာ ကဲသူဝင်ကြွာဟုတ်တယ်ထောက်ကပါလားဘာလို့ ချောင်းမှာ မောင်ကလည်း တေးထားခဲ့မယ် မောင်ကလည်းကြောက်လက်ဆုံးနာကြည့်ကြည့် တမခုနလေးရှိသေးလို့မတမီတက်တေးထားရတာလीရတဲ့လည်းကြည့်ပြီလေ ဒီပြင်ရလား ဆိုင်ရဆုံးလာညင်းနေနေ သူဟာကမ္ဘာပေါ်မှာအကြီးမားဆုံးကောင်လေးတစ်ယောက်ပေါ့သူကဘလောက်တောင်အားကြိုက်ကလေးဆိုရင်သူ့အတွက်အဝတ်စားတွေချုပ်ပေးဖို့တင်အလုံးသမားအယောက်90တောင်လိုအပ်ပါတယ်သူအိပ်ပျော်သွားအောင်ဒိတ်ကြီးတတိခတ်ပေးရတဲ့ကိုပိုင်ကြီးတပညာရှင်တစ်ယောက်တောင်ရှိသေးတယ်လေသူအသက်နည်းနည်းကြီးလာတဲ့အခါကျောင်းတက်ရပါပြီပြဿနာကကျောင်းတွေအားလုံးကသူ့အတွက်သေးလို့နေတာပါဒါကြောင့်သူဟာစာတင်ခန်းပြင်ဘက်မှာထိုင်ပြီးစာတင်ခဲ့ရတယ်ဒါတောင်မှသူကရမ်းတော်တဲ့သူဖြစ်နေတော့မဲ့ဆရာမမေးသမျှမေးခွန်းတွေကိုလည်းသူကပဲအများအားအရင်ဆုံးဖြေနိုင်ခဲ့ပါတယ်ဒါပေမဲ့ဆရာမကသူ့ကိုနီးကပ်ကြည့်လိုက်တိုင်းမှာတော့ကြောက်သွားတတ်တာပေါ့ကျောင်းဆင်းတဲ့အခါကလေးတွေအားလုံးရေကန်မှာရေသွားချိုးကြတယ်အဲ့ဒီအရာမကောင်လေးကလည်းသူ့နဲ့အတူလိုက်သွားခဲ့တာပေါ့ဒါပေမဲ့သူ့ရဲ့အရာမကိုယ်တည်းကြီးကြောင့်ရေကန်ထဲဆင်းလိုက်တာနဲ့ရေတွေကချက်ချင်းကြောကျသွားပါတော့တယ်တခြားကလေးတွေကတော့သူ့ကိုယ်ပေါ်ကိုတက်ပြီးရေထဲကိုခုန်ချတာပျော်ပျော်ပါပါကစားခဲ့ကြပါတယ်ခရစ်စမတ်ပွဲတော်ရောက်လာတဲ့အခါမှာတော့ဆန်တာကလော့စ်ကကလေးအားလုံးကိုလက်ဆောင်လေးတွေပေးပါတယ်ဒါပေမဲ့အရာမကောင်လေးရဲ့လက်ဆောင်ကတော့လူလေးယောက်ဝိုင်းမမရင်မရနိုင်လောက်အောင်ကိုကြီးမားလို့ပါတယ်အဲ့ဒီလက်ဆောင်သူရဲ့မှာတော့ဦးစိန်ကြီးကြီးတစ်လက်ပါရှိတာပေါ့ကောင်လေးကရမ်းဝန်းတာသွားပြီးတောထဲမှာတစ်ပင်တွေသွားပုတ်ပါတော့တယ်တရက်တဲနဲ့တင်သူကတော့ဝက်နီးပါးကိုခုတ်ထွင်နိုင်ခဲ့ပါတယ်အဲ့ဒါကြောင့်လည်းလက်နှဲငယ်အတွင်းမှာအဲ့ဒီရွာလေးဟာအရင်ကထက်ပုံမကျပြန့်ပြီးဖွံ့ဖြိုးတိုးတက်လာပါတော့တယ်မသွားခင်မှာတင်တို့ရဲ့လှပတဲ့နာမည်လေးတွေကို comment မှာရေးခဲ့ ကျူမမြောက်မင်းတို့ကျူမမြောက်မင်းတို့နဲ့အတချင်နဲ့ဖိုင်ဝါချမယ်ဒါမဲ့မြောက်မမင်းတို့ပကိုင်တတ်တာမြောက်ခါတာဒီမနာလေးနဲ့သူ့ဆုံးမပြီးတော့နောက်ကျူမပတ်စားချင်တာရမလားဒီမှာမြောက်သူ့ပတ်စားခွင့်မပေးကြည့်ချာကျူမဘလို့ဆုံးမပဲငါကြည့်ချာ
ဒီမှာဟေးသူကဘာလို့လဲမသိဘူးတွေးစက်လေးနဲ့အမရောရှုံးခဏပတ်စားလို့လောက်ခရတာဘမဘူးထက်ပြီးပတ်စားခဲ့မြင်တွေ့ဦးမယ်အမပတ်စားနိုင်မလားကြည့်ကြဒီကတော့ဖြစ်နေရချူမအောင်ဒီနေ့ချင်းမြန်ဘလို့ပြီးမဆက်ကြည့်တာချူမအောင်ကိစ္စပြီးမယ်ဒီမှာဘောနော်မြောက်ရဲ့ဒီမနိုင်ရလိုရီမုံကခဲဖြက်ကြီးကြီးတစ်ခုနဲ့နိုဘီတာရဲ့မျက်နှာပိုင်းတွေကိုဖြတ်ပစ်လိုက်တယ်ပြီးတော့မှန်တစ်ခုပေးပြီးမျက်နှာမရှိတဲ့အနေထားကိုကြည့်လိုက်တယ်နိုဘီတာလိုချင်တဲ့မျက်နှာပုံနဲ့လည်းရှုကြည့်ခိုင်းတယ်ထို့နောက်လိုရီမုံက brush ကိုထုတ်ပြီးနိုဘီတာရဲ့မျက်နှာပြောင်ပြောင်ပေါ်မှာစိတ်ကြိုက်ဆွဲရေးစတင်တယ်နိုဘီတာမှန်ကြည့်လိုက်တော့အိုဟိုဒီမျက်နှာကပိုဆိုးသွားပြီလို့ပြောလိုက်တယ်လိုရီမုံကတင်းနီစွာနိုဘီတာကိုထိန်းပြီးမျက်နှာချစ်ဆက်နဲ့မကောင်းတဲ့ပုံတွေကိုဖြတ်ပစ်တယ်ပြီးတော့နိုဘီတာမလိုချင်ဘူးဆိုတာမနာပဲထပ်ဆွဲတယ်ဒီလည်းမအောင်မြင်ဘူးလိုရီမုံစိတ်ဆိုးသွားပြီးရဲဆယ်ကိုကန်တာနိုဘီတာမျက်နှာကိုအကျဉ်းချင်းဖြတ်တယ်နိုဘီတာမျက်နှာတော့နားလာတယ်မထိန်နိုင်တော့ပဲဒိုရီမွန်ကအတုံးမကျတဲ့အပြာရောင်ရကုန်ပဲလို့အော်ပြောလိုက်တယ်ဒီစကားကြောင့်ဒိုရီမွန်စိတ်ထိခိုက်သွားပြီးစိတ်ဆိုးပြီးထွက်သွားတယ်နိုဘီတာကိုကိုယ်တိုင်ဖြည့်ရှင်းခိုင်းလိုက်တယ်နိုဘီတာနဲ့ကြည့်လိုက်တော့မျက်နှာကပျက်စီးနေပြီးသူကရိတ်ဆာကိုကိုယ်တိုင်တုံးပြီးမျက်နှာကိုဖြတ်ပြီး brush နဲ့မျက်စိနှာခေါင်းတွေကိုယ်တိုင်ဆွဲစတင်တယ်စမှာကိုထင်တာဒိုရီမွန်ထက်ငါပိုကောင်းတယ်ဒါပေမဲ့ဆွဲလေလေးကိုဆိုးလေလေးဖြစ်လာတယ်အဲ့ဒီအချိန်မှာမိခင်ကအလုပ်တစ်ခုခေါ်တယ်နိုဘီတာမလုပ်ချင်ဘူးလို့ပြောတော့မိခင်ကအပေါ်ထက်တက်လာတယ်နိုဘီတာမျက်နှာမြင်တာနဲ့အော်ခဲ့ပြီးမူးလဲသွားတယ်နိုဘီတာတိသွားတယ်ကိုယ်တိုင်ဆွဲတာမဖြစ်နိုင်တော့ဘူးဒါကြောင့်စက်ကူအိတ်နဲ့မျက်နှာဖုံးပြီးဆူနီယိုစီသွားတယ်မျက်နှာပြလိုက်တာနဲ့ဆူနီယိုလန့်သွားတယ်အเจ้าကိုတီးတော့မင်းကငါမျက်နှာတွေကိုမုန်းနေဆိုပြီးမပြောဘူးလားလို့ပြောတယ်နိုဘီတာကမျက်နှာပြန်လိုချင်လို့မနာလိုလို့ပဲပြောခဲ့တာလို့ဝန်ခံလိုက်တယ်ဆူနီယိုစိတ်ကြော်သွားပြီးကူညီမယ်ဆိုပေမဲ့အနှက်ရမှမဆွဲနိုင်ဘူးလို့တတိပေးတယ်နိုဘီတာကခွေးတစ်လုပ်ပါလို့ပြောလိုက်တယ်နောက်တစ်ခါနိုဘီတာထွက်လာပြီးရှီဇူကာတို့တွေ့တယ်နိုဘီတာနဲ့ကြည့်လိုက်တော့အရန်သားတဲ့မျက်နှာဖြစ်နေတဲ့ရှီဇူကာတောင်လူမားနေလားလို့ထင်သွားတယ်ဒါပေမဲ့ငါကနိုဘီတာပါလို့ပြောလိုက်တော့အားလုံးစားတင်သွားတယ်ရှီဇူကာကတော့အရန်လာတယ်ဘောကြသွားတယ်နိုဘီတာကသူ့အိတ်ထဲက razor နဲ့ brush ကိုထုတ်ပြီးအလုပ်လုပ်ပုံကိုပြောပြတယ်ဆူနီယိုကချက်ချင်းယူပြီးနိုဘီတာမျက်နှာကိုထပ်ကစားလိုက်တယ်နည်းနည်းဆွဲလိုက်တာနဲ့ပဲနိုဘီတာလှတဲ့မျက်နှာပြန်ပြီးဟာတာပုံဖြစ်သွားတယ်ဂျိုင်းရဲ့ဆူနီယိုရှီဇူကာတို့ရေးကြတယ်နိုဘီတာစိတ်ဆိုးပြီး brush ကိုပြန်ယူကဆူနီယိုမျက်နှာပေါ်ကလေးဆွဲလိုက်တယ်ဒီနေ့ပဲတိုက်ခိုက်မှုစတင်သွားတယ်ဂျိုင်းရန်ပါဝင်လာပြီးဆူနီယိုနဲ့တယောက်ကိုတယောက်ဆွဲကြတယ်ရှီဇူကာတားချင်ပေမဲ့သူမနာဘူးပေါ်မှာလဲမင်းတကြောင်ဆွဲခံရပြီးအော်လို့မရဘူးဒိုရီမွန်လာကြည့်လိုက်တော့အားလုံးမျက်နှာတွေဟာတာဖြစ်နေပြီးရင်မိတယ်ရှီဇူကာကဘာလို့ရေးတာလဲတို့စိတ်ဆိုးတယ်နောက်ဆုံးဒိုရီမွန်ပါဝင်ပြီးအားလုံးဆွဲကြရင်ဖြစ်ကြပြီးနောက်ဆုံးပင်ပန်းလို့လဲကျသွားကြတယ်ဆုံးမှာတော့အားလုံးမျက်နှာတွေပြတ်သွားပြီးဘယ်လိုပုံဖြစ်နေလဲမသိတော့ဘူးတယောက်ကိုတယောက်ရေးကြပြီးနောက်ဆုံးတော့ငိုသွားကြတယ်ဒိုရီမွန်အကြံထွက်တယ်အားလုံးမျက်နှာဖြတ်ပြီးဆူနီယိုပြန်ဆွဲခိုင်းမယ်အားလုံးမျက်နှာဖြတ်ပြီးမျက်နှာမရှိရဲ့အဖွဲဖြစ်လာတဲ့လမ်းပေါ်ထွက်ပြီးလူတွေကိုလန့်အောင်လုပ်ကြတယ်ဆူနီယိုမူဗီစတာမျက်နှာလိုချင်တယ်ရှီဇူကာမောင်မျက်နှာလိုချင်တယ်ဂျိုင်းရန်လာပြီးမန်ရှိရဲ့မျက်နှာလိုချင်တယ်နိုဘီတာမင်းကလေးလိုနာချင်တယ်ဒိုရီမွန်ဒိုရာမီနဲ့တောင်ပေါင်းသွားတယ်လို့ဖြစ်ချင်တယ်ဒါပေမဲ့ဆူနီယိုလက်ထိခိုက်နေပြီးမဆွဲနိုင်တော့ဘူးဂျိုင်းရန်တို့အုပ်စုစိတ်ဆိုးပြီးဆူနီယိုအိမ်ရှိမှာပြန်ပြီးရန်ဖြစ်ကြတော့တယ်ဒိုရီမုံကနိုဘီတာကိုပင်လယ်ကျန်းပြင်စီခေါ်သွားပြီးအိမ်သာလုပ်ဖို့အတွက်တယောက်တည်းထားခဲ့လိုက်တယ်တခြားရွေးချယ်စရာမရှိတော့နိုဘီတာလည်းခဲတံကိုခိုင်းလိုက်ရတာပေါ့ငါအုပ်စုလေးကသူ့ဘေးမှာဝိုင်းပြီးဆက်စုနေကြတယ်ရုတ်တရက်အမဲရောင်ရေးကြီးတစ်ခုဖြစ်သွားတော့နိုဘီတာကဒိုရီမုံထင်နေတာဒါပေမဲ့မော်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူးကျင်းလာတာနဲ့နိုဘီတာကဘေ့စ်ဘောလုံးကိုအပေါ်ပစ်တင်ပြီးဆော့နေတော့ထပ်ပစ်လိုက်တဲ့အချိန်မှာတော့ဝေဟင်ရန်ထဲကနေအော်ကာငါးကြီးတစ်ကောင်ရေတားစီးကိုဖျက်ကျော်ပြီးနိုဘီတာတစ်ခုလုံးချွဲနစ်သွားအောင်ခုန်တက်လာတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့အော်ကာငါးကြီးကရှစ်တက်တက်မှရောက်နေတာနိုဘီတာကလင်းပိုင်ကြီးစားကြီးအမှတ်နဲ့ဝမ်းတာအားရနှုတ်ဆက်လိုက်တယ်အော်ကာငါးကြီးကသူ့ကိုရံမမူတဲ့ပြင်အရန်ကိုရင်ပါနေတယ်လေအော်ကာကဘောလုံးကိုပြန်ပစ်ပေးပြီးအတူဆော့ချင်နေပုံရတယ်ဘောလုံးကတင်းလုံးတော့နိုဘီတာကကြောကိုအိမ်နဲ့ပြောင်းဆော့ပြီးငါးကြီးကိုဘလက်ကီလို့နာမည်ပေးလိုက်တယ်နိုဘီတာချက်ပေးလိုက်တာနဲ့ဘလက်ကီကခုန်ပြတာတကယ်ကိုအမိုက်စားပဲနိုဘီတာကသူ့တငယ်ချင်းတဲ့အကြောင်းကြွားဖို့အိမ်ကိုအပြေးပြန်သွားတယ်တခြားသူတွေကလည်းမယုံတဝက်နဲ့ဘယ်နေရာမဆိုသွားနိုင်တဲ့တကားကနေလိုက်လာကြတယ်ရေအောက်ကဘာကြီးကိုမြင်တော့အားလုံးမှင့်တက်သွားတာပေါ့နိုဘီတာကဘလက်ကီကိုလှမ်းခေါ်လိုက်တဲ့အချိန်မှာငါးလေးတွေအလန့်တကြားထွက်ပြေးသွားပြီးအမဲရောင်ပုံရိပ်ကြီးကသူတို့စီတက်တက်ကြီးဥတီလာတယ်ဒါပေမဲ့ဘလက်ကီနီးလာလေးသူတို့တွေကြောက်ပြီးနောက်ဆုတ်လေးပဲဘလက်ကီကပျော့ပျော့ရွှင်နှုတ်ဆက်ပေမဲ့သူတို့ကပိုကြောက်သွားကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒါကအော်ကာငါးကြီးဖြစ်နေလို့ပဲ။ဒိုရီမုံကဒါလင်းပိုင်မဟုတ်ဘူး။အော်ကာငါးလို့ပြောပေမဲ့နိုဘီတာကအော်ကာဆိုတာဘာမှန်းတော့မသိချဘူး။ဆူနီယိုကအော်ကာတွေကအရန်ကြမ်းတမ်းတဲ့အသားစားတတော်တွေလို့ပြောပေမဲ့နိုဘီတာကတော့လက်မခံပါဘူး။သူ့အတွက်တော့ဘလက်ကီကကျင်နာတက်တဲ့တငယ်ချင်းမှာတက်တည်ပြဖို့အတွက်ဘလက်ကီကိုကြောပိုးအိမ်နဲ့ဟန်ချက်ထိန်ခိုင်းပြီးရေပေါ်ကိုခုန်တက်ပြခိုင်းလိုက်တယ်။အားလုံးလည်းရေဆိုရွှဲကုန်တာပေါ့။ဆူနီယိုကအော်ကာနဲ့တငယ်ချင်းမလုံနိုင်ဘူးဆိုပြီးစိတ်ဆိုးမှဆိုးထွက်သွားပေမဲ့ခြေလန်းနေငယ်ကြမှာပဲအသက်ရှူမဝလို့ပြန်ပြေးလာရတယ်။အဲ့ဒီအချိန်မှာရှီဇူကာတို့ကဘလက်ကီကိုလက်ခံသွားပြီးအပေါ်စီးချင်လာကြတယ်။ဒိုရီမုံကနှာခေါင်းထဲထည့်ရင်ရေအောက်မှာအသက်ရှူလို့ရတဲ့ပစ္စည်းလေးထုတ်ပေးလိုက်တယ်။ပြီးတော့အဝတ်စားလဲတဲ့ကင်မရာနဲ့အားလုံးကိုရေကူးဝစ်စုံလဲပေးလိုက်တာပေါ့။မကြခင်မှာပဲသူတို့တွေဘလက်ကီကြောပေါ်စီးပြီးပင်လယ်ထဲပတ်စော့ကြတယ်။ဘလက်ကီကရေပေါ်ကိုခုန်တက်လိုက်တော့သူတို့တွေပြန်တန်းနေရတယ်လို့ခံစားရတာပေါ့။ပင်လယ်ပြင်ပေါ်မှာအနားယူနေတော့နိုဘီတာကခုန်ပြရင်းနဲ့ရေကူးပေါင်းပြီးကျွတ်သွားပြီးရှီဇူကာခေါင်းပေါ်သွားကြတယ်။ရှီဇူကာကလည်းစိတ်တူတူနဲ့သူ့အတွင်းခံကိုနိုဘီတာမျက်နှာတက်တက်ပြစ်ပေါက်လိုက်တာပဲ။နောက်တော့ဒိုရီမုံကရေအောက်မှာမီးပုံကိုပေးပြီးနားကျင်စားကြတယ်။ဆူနီယိုကတေးသွားပေါက်နေတော့ဘလက်ကီကရုတ်တရက်ဒေါသထွက်ပြီးကျန်းလာတယ်။နိုဘီတာလည်းဘာဖြစ်တာလဲဆိုတာနားမလည်နိုင်ခင်မှာပဲဘလက်ကီကဆူနီယိုစီကိုတချိန်ထိုးပြေးဝင်သွားတယ်။ဒိုရီမုံကဘလက်ကီကဆူနီယိုကိုစားတော့မယ်ထင်နေတာ။တကယ်တော့ဘလက်ကီကဆူနီယိုကိုလာရန်ပြုတ်တဲ့ငါးမန်းကိုကိုက်လိုက်တာ။ငါးမန်းကဘလက်ကီကိုပြန်တိုက်ပေမဲ့ဘလက်ကီကခေါင်းနဲ့တိုက်ထုတ်ပစ်လိုက်တယ်။
ငါးမန်းလည်းမရှင်နိုင်တော့လို့ထွက်ပြေးသွားရတယ်။စူမီကိုလည်းတေဘေးကလွတ်သွားလို့ဘလက်တီကိုဖတ်ပြီးကျေးဇူးတင်နေတော့တာပေါ့။ဒိုရီမုံက